ရွာကလူတွေဟာရေကန်ဟောင်းအကြောင်းကိုဘယ်တော့မှမပြောချင်ကြဘူးမေးရင်မေးမနေနဲ့မသွားနဲ့ဆိုတဲ့စကားနှစ်ခုပဲပြန်ကြားရတယ်ဒီရေကန်ဟာရွာအစုံမှရှိတယ်တစ်ပင်အုပ်ကြီးတွေဝိုင်းထားပြီးနေခင်းမှာတော့နေရောက်မလင်းနိုင်ဘူးညဘက်ဆိုရင်တော့လေမတိုက်ဖဲရေမျက်နှာပြင်ကလှိုင်းလေးတွေကိုယ်တိုင်လှုပ်နေတယ်လို့ပဲအဲ့ဒီညတွေမှာမိမအော်တန်တတန်ရေကန်အောက်ကနေတိုးတိုးနာထွက်လာတတ်တယ်ကျွန်တော်နာမည်ဖိုးကျော်မြို့မှာအလုပ်လုပ်ပြီးရွာကိုပြန်လာတာ10နှစ်နီးပါးကြာပြီးအဖေဆုံးပြီးအမေတယောက်တည်းကြံလို့ဒီရွာကိုပြန်လာနေရတာပါပထမအိမ်နောက်ဖက်ကရေကန်ဘက်ကိုလေတိုးတန်လို့ငိုတန်လို့တခုခုကြားရတယ်ဟူနားထောင်မိတဲ့အခါရင်ထဲမှာအေးဆက်သွားတယ်အမေကိုမေးလိုက်တော့အမေမျက်နှာကချက်ချင်းပြောင်းသွားတယ်ဖိုးကျော်အဲ့ဒီအတန်ကိုမကြားသလိုပဲနေပါရွာသားတွေပြောကြတယ်လပြညလကွယ်ညဘသူမှရေကန်ဘက်မသွားရဘူးအထူးသဖြင့်အော်တန်ကြားရင်ပြန်မခေါ်ရဘူးအော်တန်ကိုပြန်ခေါ်မိရင်ရေကန်ကကိုယ့်နာမည်ကိုတီးသွားတတ်တယ်နာမည်တီးသွားပြီဆိုရင်ရေကန်အောက်ကိုခေါ်သွားမယ်ရွာထဲမှာလွန်ခဲ့တဲ့10နှစ်ကမိန်းမတစ်ယောက်ပျောက်သွားခဲ့တယ်နာမည်ကမခင်မညနေချိန်ရေကန်နားသွားတာကိုလူတွေမြင်ခဲ့ကြတယ်မနက်ခင်းရောက်တော့သူမမရှိတော့ဘူးရေကန်ပေါ်မှာတော့ဆန်ရှည်တစ်ချောင်းရေမျက်နှာပြင်ပေါ်လှုပ်လှုပ်ရှားရှားအဲ့ဒီနေ့ကစပြီးမိမအော်တန်ပေါ်လာတယ်လက်ွယ်ညတညကျွန်တော်အိတ်မပြောနိုင်ဘူးရေကန်ဘက်ကအတန်ကြားလာတယ်ဒီတခါတော့ဖိုးကျော်ကျွန်တော်နာမည်အတန်ကငိုတန်မဟုတ်ဘူးအကူကြီးတောင်းတန်ရင်ကတုံတက်သွားတယ်မသွားရဘူးဆိုတာသိတယ်ဒါပေမဲ့ခြေထောက်တွေကိုယ်တိုင်လှုပ်သွားတယ်ရေကန်နားရောက်တဲ့အချိန်လေမရှိဘူးငှက်အတန်မရှိဘူးရေမျက်နှာပြင်ကကြေးမုံလိုတိတ်တိတ်ရေထဲကနေဆန်ရှည်တွေတက်လာတယ်အဖြူရောင်လက်တစုံရေပြင်ပေါ်ထွက်လာပြီးအေးတယ်ငါ့ကိုကဲပါမျက်နှာကိုမြင်လိုက်တဲ့အခါမျက်လုံးမရှိဘူးပါးစပ်ကအလွန်ကြီးတယ်ဒါမခင်ပါသူမကပြောတယ်ရွာကလူတွေသူမကိုဆွဆွဲခဲ့တယ်မကောင်းမှုလုပ်တယ်ဆိုပြီးညလယ်မှာရေကန်နဲ့ပြစ်ချခဲ့တယ်သူမတည်သွားပေမဲ့မကျေနပ်နိုင်ဘူးဒါကြောင့်အော်တန်နဲ့လူတွေကိုခေါ်တဲ့ရေကန်အောက်မှာသူမတယောက်တည်းမဟုတ်ဘူးရေမျက်နှာပြင်အောက်ကနေလက်တွေလူလက်များများတက်လာတယ်သူတို့အားလုံးမျက်လုံးမရှိဘူးရေကန်ဟာတေသူတွေနဲ့ပြည့်နေတယ်ကျွန်တော်အော်ဟစ်ပြေးထွက်ခဲ့တယ်နောက်နေ့မနက်ရွာသားတွေကျွန်တော်ကိုရေကန်ဘေးမှာတွေ့တယ်မျက်လုံးမရှိပဲရေဆိုနေတဲ့အခြေအနေအခုတော့ညတိုင်းရေကန်အောက်ကနေအော်တန်နှစ်တန်ကြားရတယ်မိမတတန်ယောက်ျားတတန်ဒီညမင်းရဲ့နားထဲမှာရေဆက်တန်လို့အော်တန်လို့ကြားရင်နာမည်ခေါ်တန်ကိုပြန်မဖြေပါနဲ့ဘာလို့လဲဆိုတော့ရေကန်ဟာမင်းကိုစောင့်နေလို့ပါ